အခုချိန်ထိတရုတ်ဘိန်းတွေက reliable မကောင်းဘူးတာရှည်မခံဘူးလို့ထင်နေတော့လားအခုနောက်ပိုင်းတိတ်ကောင်းလာတဲ့တရုတ်ဘိန်းတွေအကြောင်းပြောပြရရင်ဖြေရှင်းအောင်ဆုံးကိစ္စတွေကအဲ့ကိစ္စပဲထင်ကြတဲ့လူတွေအတွက်ကလည်းမမှားဘူးလေကျွန်တော်တို့အတွက်ကတရုတ်ဘိန်းဆိုတာကအစုပ်တွေလောက်ပဲရင်းနှီးပူတာဟုတ်ဒီနေ့တော့ဗျာရုပ်ထွက်တော်လှတဲ့ Avenger ဘိန်းတစ်စီးအကြောင်းပြောရင်းနဲ့အဲ့ကိစ္စလေးတွေကျွန်တော်ရှင်းမယ်အခုပြောပြမယ့်ဘိန်းကတော့ Bosch DS800X Rolling ဖြစ်ပါတယ် Avenger ဘိန်းဆိုပြီးတော့ခေါင်းစဉ်တက်ပင်မဲ့လဲ Avenger တွေကပုံစံမျိုးမျိုးရှိကြတာဟုတ်ဒီ DS800X Rolling ရဲ့ design language ကဘယ်သူနဲ့တွားတူတုံးဆိုတော့ Yamaha Tenere 7တို့ပြီးတော့ CF Moto MT450 တို့ရဲ့ design language နဲ့တော်တော်လေးတွားတူတာကိုတွေ့ရတယ်ဆိုတော့ဆိုင်ကယ်အကြောင်းကနောက်မှကုမ္ပဏီအကြောင်းအရင်လေးရှင်းရအောင် Vox ဆိုတဲ့ကုမ္ပဏီကို high-end motorcycle brand အနေနဲ့2018မှာစတင်ပြီးတော့တည်ထောင်လိုက်ကြတာတရုတ် brand စစ်လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ Miken ကုမ္ပဏီကြီး Longxing ကလည်းတရုတ်ကုမ္ပဏီစစ်ဖြစ်နေလို့ဗျဒါပေမဲ့ Longxing လို့ခေါ်တဲ့တရုတ်အတန်ထွက် Longxing ဆိုတဲ့ကုမ္ပဏီကပေါ်ပေါ်ပဲ brand တစ်ခုတော့လုံးဝမဟုတ်ဘူးနော်တရုတ်နိုင်ငံမှာ motorcycle အပြင် cycle engine တွေကိုထုတ်လုပ်တဲ့ကုမ္ပဏီတွေထဲမှာဒုတိယအကြီးဆုံးကုမ္ပဏီတဲ့ပြီးတော့ Longxing က cycle နဲ့ cycle engine တွေထုတ်လုပ်တာမဟုတ်ဘူး US လိုနိုင်ငံမျိုးမှာအသုံးများတဲ့လေးဘင်းရဲ့ ADV လို cycle မျိုးကြီးတွေကနေစလို့စက်လီလေးတွေမှာသုံးမဲ့တလုံးတိုးဓာတ်ဆီ engine လေးတွေနောက်ပြီးတော့မီးစက်တွေစသဖြင့် engine နဲ့ပတ်သက်ရင်စုံပလုံးစီနေအောင်ထုတ်တဲ့ကုမ္ပဏီတစ်ခုဗျ Longxing ကတရုတ်ပြည်ရဲ့ဒုတိယအကြီးဆုံး cycle နဲ့ engine manufacturer ဖြစ်တာနဲ့အညီသူ့ရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်ကတခြားကုမ္ပဏီနဲ့စာရင်အများကြီးတက်တာသွားတာကိုတွေ့ရလိမ့်မယ်ဥပမာအားဖြင့် BMW ရဲ့ 1000cc အောက် engine တွေအကုန်လုံးနှိပါကို Longxing ကထုတ်ပေးရဗျဒါကိုကြည့်ချင်းအားဖြင့် BMW လိုမျိုးကုမ္ပဏီကတော့မှ Longxing ရဲ့ quality control pack ကိုလုံးဝယုံကြည်လို့သူ့ engine တွေကိုထုတ်ခိုင်းတာလို့ပြောလို့ရတယ် BMW ရဲ့ F650 GS ကတလုံးတိုး engine ကနေစလို့အခုနောက်ဆုံးရုပ်ပြောင်းဖြစ်တဲ့ BMW ရဲ့ F800 GS ပြီးတော့ F950 GS နဲ့ F850 GS ရောကုန်ပြောရရင် BMW ရဲ့နောက်ဆုံးပေါ် off-road အသားပြေးဖြစ်တဲ့ F900 GS က engine တွေအထိ Longxing ကိုယ်တိုင်ကပဲထုတ်လုပ်ပေးထားရတာနောက်ပြီးတော့ BMW ရဲ့ scooter ကြီးတွေဖြစ်တဲ့ C400H ကော C400 GT ရောကလည်း Longxing ရဲ့ engine တွေကိုပဲအသုံးပြုထားတာဒီအားသာချက်တွေကြောင့်ပဲ Longxing ကိုယ်တိုင်က BMW ရဲ့နှလုံးတိုး engine တွေအားသာချက်အားနည်းချက်တွေအကုန်လုံးကိုသိရှိနားလည်သွားတယ်လို့ပြောလို့ရတယ်ဒါကြောင့်လဲ2018မှာ Bosch လိုကုမ္ပဏီမျိုးကိုတတိတသက်နဲ့တည်ထောင်ပြီးတော့ Longxing ကထုတ်လုပ်ပေးနေရတဲ့ engine တွေရဲ့ character တွေနဲ့ပဲအခုပြောပြမဲ့ DS800 လိုမျိုး Avenger ဘိန်းတွေကိုထုတ်လုပ်နိုင်တာလို့ပြောလို့ရတယ် Bosch က DS800X Rolling က 998cc ရှိတဲ့နှလုံးတိုး engine ကိုတက်ဆင်အသုံးပြုထားတယ် engine ကတော့ထုံးစံတိုင်း280 degree offset crankshaft နဲ့လာမယ် piston တစ်လုံးမှာဘားလေးပွင့်စီပါတာကြောင့်မလို့ဘား8ပွင့်ပါတဲ့ engine ဖြစ်ပြီးတော့ဒီ engine လေးကငင်းကောင်ကြီး63ကောင်ကို 9000 rpm မှာထုတ်ပေးနိုင်တယ်ဗျဒါကိုကြည့်ချင်းအပြင်ဒီဘိန်းလေးရဲ့ engine က BMW F900 GS က engine architecture ပေါ်မှာတော်တော်ကြီးကိုအခြေခံထားတာကိုမြင်ရလိမ့်မယ် BMW ရဲ့ F900 GS ကတော့ 895cc အထိအောင်မှကြီးပြီးတော့8500 rpm မှာမြင်းကောင်ကြီး105ကောင်ပဲထွက်မယ်ဆိုတော့ engine displacement လည်းရှင်လိုက်ရင်ဒီတရုတ်ဘိန်းလေးကတော်တော်ကို power အောက်ကိုညှစ်ထုတ်ထားတယ်လို့ပြောလို့ရတယ်မြင်းကောင်ကြီးကိုအရန်အသားပေးထားလို့လင်ဂျစ်အားလို့ခေါ်တဲ့ torque ကနေသွားလားဆိုတော့လည်းနည်းမသွားဘူး engine အပတ်ကြီး6500မှာ81 Nm အောက် torque ကလည်းထွက်ပြီးသားဆိုင်ကယ်ရဲ့ top speed ကတော့190 km/h အထိရမယ်လို့ကုမ္ပဏီကပြောထားတယ်အားအရဆုံးကတော့ဒီဆိုင်ကယ်ရဲ့ဂွေတွေပဲဗျရှေ့က21လက်မဂွေနဲ့နောက်က18လက်မဂွေတောင်ပါတယ်လုံးဝ off-road အသားပေးဆိုင်ကယ်ရဲ့အလေးချိန်က469ပေါင်လောက်လေးပြီးတော့သူ့ရဲ့စီတိုင်ကြီးက24လီတာလောက်ဆန့်မယ်စီစားနှုန်းကကြတော့လေကီလို100အကွာဝေးကို9.2လီတာလောက်စားမယ်လို့ပြောထားတယ်ဒါမဆိုးလာဘူးပေါ့ဗျာပြီးတော့တရုတ်ဘိန်းတော်တော်များများရဲ့ထုံးစံအတိုင်းစက်ရုံကနေထွက်ခလဲကအပိုပစ္စည်းတွေကိုစေတနာပပနဲ့အများကြီးထည့်ပေးထားတာကိုတွေ့ရတယ်ဂွေတွေက smoke ဂွေတွေဖြစ်ပြီးတော့ chiplet ဂွေတွေဖြစ်တာကိုတွေ့ရလိမ့်မယ်ဆိုင်ကယ်ရဲ့လက်ကင်တွေဖိနိုင်ကုန်တွေမှာအပူပေးစနစ်တွေပါဝင်လာမယ်တော်ရုံဆိုရင် Avenger တစ်စီးဝယ်ပြီးတော့ကိုယ့်အနကိုပြန်ဆင်ရတဲ့ upper crash bar တွေပြီးတော့ဘိညာတစ်လုံးစီထည့်ပေးထားတဲ့ fog light တွေ Ligaman အရှည်နဲ့ wind deflector တွေပြီးတော့ handcar လို့ခေါ်တဲ့လက်အကာတွေပြီးတော့အောက်ပိုင်းမှာဆိုရင် engine ကိုမထိခိုက်အောင်ကာကွယ်ပေးမဲ့ aluminium skid plate အကြီးကြီးတွေစသဖြင့်ဗျာစုံနေအောင်ကိုပါတဲ့ out of the box ထုတ်ပြီးရတဲ့ဒီဘိန်းကိုစီဖြည့်ပြီးတော့တန်းစီရုံပုံစံမျိုးဖြစ်အောင်ကိုဖန်တီးထားတာကိုတွေ့နေရတယ်အကျွေဆုံးကတော့ tablet ကြီးနဲ့တူတဲ့ဆိုင်ကယ်ရဲ့ဒိုင်ခွက်ကြီးပဲဒီကောင်ကြီးက9.1လက်မတောင်ရှိတဲ့ color TFT display ကြီးဗျဒီကောင်ကိုဖုန်းနဲ့ချိတ်ပြီးတော့10x10 navigation တွေကြည့်လို့ရမယ်ပြီးတော့ထူးခြားတာတစ်ခုက 180p full HD quality ရှိတဲ့ကင်မရာတွေကိုဒီဘိန်းမှာက original ကလေးကပါလာမယ်ဆိုင်ကယ်မှာက sport ရဲ့ road ရဲ့ rain ရဲ့ enduro
လို့ရဲဆိုပြီးတော့ riding mode ၄မျိုးပါမယ်ပြီးတော့ရှေ့ဘင်းကိုပဲ ABS on ပြီးတော့နောက်ဘင်းကိုတီးတက်ပိတ်လို့ရမယ်ခလုတ်ကလေးတစ်ခုလည်းပါလာအောင်မယ်စေတနာပါချက်ကလမ်းကျန်းနေမှာလက်ကင်မြင်အောင်ထိမ့်ပေးမယ် rotary steering damper ပါထည့်ပေးထားသေးတယ်ရှေ့ရောနောက်ရောဘင်းတွေမှာတာယာရဲ့လီပန်ကိုကြည့်လို့ရမယ် tire pressure monitoring system လည်းထည့်ပေးထားသေးတယ်ဆိုတော့ဒီဘင်းရဲ့အဓိက key selling point ကိုပြောရရင်စုံပလုံးစီးနေအောင်ပါပြီးတော့အရန်ဈေးသက်သာနေတာပဲ midsize ADV တွေထဲမှာဗျာဈေးတော်တော်သက်သာတဲ့ Honda ရဲ့ Translate 950တောင်မှယူရို9900ကနေ1000ဝန်းကျင်လောက်အထိဈေးမြင့်တယ် overrated အရန်ဖြစ်လွန်းနေတဲ့ Yamaha ရဲ့ Tenere 900ဆိုရင်ယူရို12000ဝန်းကျင်လောက်အထိကိုဈေးပေါက်တယ်အပိုစာရဘာမှမထည့်ရသေးတဲ့ BMW ရဲ့ F900 GS basic version တော့မှယူရို12500လောက်အထိကိုရှိနေတာအဲ့ဒီအချိန်မှာ Volkswagen DS800X Rolling ရဲ့ဈေးကယူရို9000ကနေ9200ဝန်းကျင်ပဲရှိတယ်ဆိုတော့ဗျာ Kawasaki ရဲ့နောက်ဆုံးထွက်ထားတဲ့ KNL 900ရဲ့ SE version ထက်တောင်မှဒီကောင်ကဈေးချိုနေသေးတယ်ဒါကြောင့်ကိုယ့်လူတွေကိုပဲမေးချင်တယ်ဘာလို့သေးလဲဗျာကျွန်တော်ကိုယ်တိုင်ကတော့ Transformer က Decepticon ရုပ်နဲ့တူနေတဲ့ဒီဘိန်းကိုတော်တော်လေးကြိုက်တယ်တော်တော်လေးလည်းခိုက်တယ်ကဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗျာ See you ပါ